အားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ပြင်ဆင်မတန်ခါရနာတင်မင်းတုံးမင်းတရားကြီးရဲ့အကြောင်းဖြစ်ပါတယ်မင်းတုံးမင်းကိုခမဲတော်တာယာဝတီမင်းနဲ့တေရီသူစန္ဒာမိဖုရားတို့မှမြန်မာတက္ကရာ1186ခုနှစ်ဝါဆိုလိုက်ပြီကျော်၄ရက်နေ့အင်္ဂါနေ့မွန်းလွဲ2ချက်ဒီအချိန်မှာဖွားမြင်တယ်ငယ်နမီကတော့မောင်လွင်ဖြစ်ပါတယ်မင်းသားဘဝမှာမင်းတုံးမျိုးကိုစားတော့ကြောင့်မင်းတုံးမင်းလို့လည်းခေါ်တယ်မြန်မာတက္ကရာ1214ခုနှစ်ခရစ်နှစ်1846နိုဝင်ဘာလ9ရက်မှာရွှေဘိုမင်းခေါ်တာယာဝတီမင်းနေရဆန်တော်မူတယ်အဲ့ဒီနှစ်မှာပဲတာတော်ပကံမင်းဟာနန်းတက်စိုးစံတယ်မြန်မာတက္ကရာ1218ခုနှစ်အေဒီ1853 1888ခုနှစ်မှာမင်းတုံးမင်းဟာနောင်တော်ပကံမင်းကိုနန်းချပြီးတော့အမရပူရာမြို့တော်နန်းတက်ပြီးတော့ထီနန်းစိုးစံတယ်မင်းတုံးမင်းကအမရပူရာမြို့တော်မှာနန်းတက်ပြီးတော့မြန်မာတက္ကရာ1221ခုနှစ်မန္တလေးမြို့ကိုတဲပြီးတော့မြန်မာတက္ကရာ1222ခုနှစ်အေဒီ1860မှာရတနာဘုံမြို့လို့သတ်မှတ်ပြီးတော့မန္တလေးရတနာဘုံမြို့တော်မှာထီနန်းစိုးစံတယ်မင်းတုံးမင်းကြီးမှာမိဖုရား65ပါရှိတယ်။သားတော်55ပါနဲ့သမီးတော်60စုစုပေါင်း115ပါရှိတယ်။မိဖုရားများမှာတော့မိဖုရားခေါင်းကြီးစကြဒေဝီမိဖုရားဆင်ဖြူရှင်မမိဖုရားလောင်းရှိမိဖုရားဆိုတဲ့မိဖုရား3ပါရှိတယ်။မင်းတုံးမင်းပကံမင်းကနောင်မင်းထုံမင်း3ပါတော့ဖေးတူမေးခွဲတွေဖြစ်ပါတယ်။မင်းတုံးမင်းကတာတော့55ပါးထဲမှာတီဘောမင်းသားကိုထိတ်ဆုံးမှာထားရှိတယ်။တီဘောမင်းသားကတော့မင်းတုံးမင်းကြီးနဲ့လောင်းရှိမိဖုရားတို့မှဖွားမြင်တယ်။ငင်းနမီကတော့မောင်ရီဆက်လို့ခေါ်ပါတယ်။မင်းတုံးမင်းကြီးရဲ့သမီးတော်60ထဲမှာစုဖုရားကြီးစုဖုရားလက်စုဖုရားငယ်တို့လည်းထိတ်တန့်အစ်စ်မှာထားရှိတယ်။တီဘောမင်းသားနဲ့စုဖုရားလက်တို့ညီမ3ယောက်နဲ့ဆိုလို့ရှိရင်ဖေးတူမေခွဲတွေဖြစ်ကြပါတယ်။မြန်မာတက္ကရာ1240သတင်းကျော်လဆန်း6ရက်ခုနှစ်1888ခုနှစ်အောက်တိုဘာလ1ရက်မှာမင်းတုံးမင်းကြီးနန်းစည်းစိမ်6နှစ်ခန်းစားပြီးတော့တက်တော်54နှစ်ပါကန်တော်ကုန်ပြီးတော့နေရဆန်တော်မူတယ်ဟုတ်ကဲ့ကျွန်တော်အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့မင်းတုံးမင်းတရားကြီးရဲ့အကြောင်းအရာဖြစ်ပါတယ်နောက်အစီအစဉ်တွေကိုလည်းဆက်လက်တင်ပြပေးဖို့ရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်